အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ YouTube မှာဗီဒီယိုတစ်ပုဒ်ကိုဘယ်လိုမျိုးစနစ်တကျတင်ရမလဲဆိုတာကိုအသေးစိတ်လေးမျှဝေပေးထားပါတယ်ကျွန်တော်ကိုယ်တိုင်ဆရာသားမချမ်းမဲနဲ့အကုန်လုံးကိုသင်ပေးထားတာဖြစ်တဲ့ကြောင့်မလို့ဒီဗီဒီယိုကိုအချိန်ရမှာပဲကြည့်စီလိုပါတယ်ဒီဗီဒီယိုကနေမိတ်ဆွေတို့အသိပညာရရှိတဲ့ဟေးဆိုရင်တော့ like ဆိုတဲ့ခလုံးလေးနှိပ်ပြီးအားပေးကြလို့လည်းရပါတယ် trade ပြောနေတော့ဘဲနဲ့ကျွန်တော်ရဲ့ tutorial လေးကိုစလိုက်ရအောင် YouTube မှာဗီဒီယိုတစ်ပုဒ်ကိုဘယ်လိုမျိုးစနစ်တကျတင်ရမလဲဆိုတာကျွန်တော်ဒီဗီဒီယိုမှာအသေးစိတ်လေးမျှဝေပေးမှာပဲဖြစ်ပါတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ရဲ့ဖုန်းထဲက browser laptop တွေက browser တစ်ခုကိုဝင်မယ် channel တိစောက်တာတင်ပေးပြီးသားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ YouTube Studio ဆိုပြီးတော့ကိုယ့်ရဲ့ search bar မှာရိုက်ရှာလိုက်မယ် YouTube Studio ရဲ့ကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်မယ် YouTube Studio ရဲ့မှာကျွန်တော်တို့ကဗီဒီယိုတင်မှာဆိုတော့ဒီဘက်ထိပ်ဆုံးမှာပြထားတယ်ပြုလုပ်ရန်ဆိုတဲ့နေရာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်နော်ဒီမှာဆိုလို့ရှိရင်လာပြီးဗီဒီယိုတွေ upload လုပ်လို့ရတယ် live လွှင့်လို့ရတယ် post တွေတင်လို့ရတယ်ကျွန်တော်တို့ရဲ့ playlist တွေနော်လောက်ထားလို့ရတယ် podcast တွေတင်လို့ရတယ်နော်ဒါတွေကတော့နောက်ပိုင်းတစ်ဖြည်းဖြည်းတင်ပေးမယ်ဒီနေ့ကတော့ဗီဒီယိုတစ်ပုဒ်ကိုအသေးစိတ်ဘယ်လိုတင်ရမလဲဆိုတာတင်ပေးပါမယ်အဲ့တော့ဗီဒီယိုများ upload လုပ်ရန်ကိုကျွန်တော်နှိပ်လိုက်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ရဲ့ upload လုပ်မဲ့ file ကိုရွေးမယ်ဒီနေရာမှာသတိပေးချင်တာကတော့ဖုန်းတက်စားလို့ရှိရင်ဒီလိုမျိုး browser မှာတင်တာကကျွန်တော်တို့ရဲ့ test တွေ chat တွေတင်တဲ့နေရာမှာပို့ပြီးတော့လိုလဲကူကြည့်လို့ရတယ်ရှင်းရှင်းလင်းလင်းကြည့်လို့ရဖြစ်တဲ့အတွက် laptop တစ်လုံးရှိထားရင်တော့ပို့ပြီးတော့ပြည့်စုံပါတယ်နော်ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့ရဲ့ title ကိုရေးမယ်ကျွန်တော်တို့ရဲ့ title ကဘာလဲ TikTok ဂျပန်အကောင့်ဖွင့်နည်းပေါ့ဒါမှမဟုတ်မိတ်ဆွေတို့လုပ်မဲ့ video title ကိုရှင်းရှင်းလင်းလင်းပြပြသားသားရေးပေါ့ TikTok ဂျပန်အကောင့် creation ပေါ့ဒါမျိုးကိုမြန်မာလိုလည်းရေးလို့ရတယ်ကျွန်တော်ကတော့ type မြန်သွားအင်္ဂလိပ်လိုရေးပြပေးလိုက်တယ်နော်ခေါင်းစဉ်မှာဒီတိုင်းရေးလိုက်မယ်ပြီးတော့ကျွန်တော်တို့အကြောင်းအရာဆိုတာဒီ video မှာကျွန်တော်တို့ဘာတွေသင်ပေးထားလဲဒီ video ကိုကြည့်တဲ့လူကဘာကိုဒါရသွားမှာလဲဆိုတာဒီမှာရေးထားလို့ရတယ်ပြီးသွားပြီဟေ့ဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာနောက်ထပ် video တွေကြည့်ချင်ဒီမှာလဲ share copy paste ချပြီးတော့ link တွေပေးလို့ရတယ်เนาะဒါတွေကတော့တဖြည်းဖြည်းချင်းကိုယ့်အောင်ကိုအေးစစ်စစ်လေးလုပ်လို့ရတယ်เนาะနောက်ထပ်အရေးကြီးတဲ့ဘိုင်းလေးကိုပြောပြမယ်ဒီအကြောင်းအရာတွေမှာကျွန်တော်တို့ share တွေထည့်လို့ရတယ်เนาะဒါမျိုး share လေးတွေထည့်လို့ရတယ် share ကိုနှိပ်ပြီးတော့ကျွန်တော်တို့ video နဲ့သက်ဆိုင်တဲ့ဟာပဲထည့်မယ်เนาะကျွန်တော်တို့ video ကဘာကိုရည်ညွှန်းတာလဲဆိုတာပဲထည့်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်က TikTok နဲ့သက်ဆိုင်တာဆိုတော့ကျွန်တော် TikTok ကိုတစ်ချက်ရွေးလိုက်မယ်ပြီးတော့နောက်ထပ်ဘာလဲဆိုတော့ဒါ tutorial တစ်ခုဖြစ်တဲ့အတွက် TUTORIA tutorial ပေါ့နော်ဒါမျိုးနေရာတွေမှာမြန်မာလိုလဲရေးလို့ရရနော်ကျွန်တော်ကတော့ဒါကတိုက်ပြန်လွယ်သွားအောင်ပဲအင်္ဂလိပ်လိုပြပေးလိုက်တယ်ပြီးတော့ပြီဆိုဒီမှာပုံသေးတယ်ပုံသေးဆိုတာဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်မနေ့ကသင်ပေးထားတဲ့ thumbnail ဆိုတဲ့ဟာကိုပြောပြတာဖြစ်ပါတယ် thumbnail ကို Canva မှာလုပ်ပြီးသွားပြီဆိုကျွန်တော်တို့တင်လို့ရတယ် thumbnail ပုံလေးတစ်ပုံကျွန်တော်တို့တင်လိုက်မယ်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုနဲ့သက်ဆိုင်တဲ့ thumbnail လေးကို upload လုပ်လိုက်မယ်ဒါကဘာလို့လဲဆိုတော့ဗီဒီယိုကိုပထမဆုံး clip မနှိပ်ခင်စမကြည့်ခင်မှာပေါ်တဲ့ပုံလေးတွေပေါ့နော်ဒါတွေကလည်းလူစိတ်ဝင်စားမှုကိုအများကြီးပေးပါတယ် playlist ဆိုတာကကျွန်တော်တို့ channel မှာ share ထားတဲ့ဘာအကြောင်းအရာတွေလဲကျွန်တော်မှာဆို playlist ဒီမှာစုပေါင်းဆို6ခု9ခုရှိတယ်ဒါက YouTube monetization နဲ့ပတ်သက်တာဖြစ်တဲ့အတွက် YouTube monetization ကိုကျွန်တော် click လုပ်လိုက်မယ်ပြီးရင်ပြီးပြီဆိုတာလေးကိုနှိပ်မယ်ပြီးအောက်မှာလာပြီးဒီဗီဒီယိုကကျွန်တော်တို့ကတင်တာကလေးတွေတော့မဟုတ်တဲ့အတွက်ကြောင့်မလို့ကလေးတွေတော့မဟုတ်ပါเนาะနောက်ထပ်ရေးကြည့်တာကပို့ပြပါလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ပို့ပြပါမှာကျွန်တော်တို့ကအခါပေး promotion ဆိုတာကျွန်တော်တို့ရဲ့ဗီဒီယိုထဲမှာသူများကြော်ညာပါလားပေါ့မပါဘူးခေဆိုကျွန်တော်တို့အမှန်ချစ်ချစ်စရာမလိုဘူးအကယ်၍ကျွန်တော်တို့ကကြော်ညာရေးလက်ခံတာဆိုအမှန်ချစ်ကိုချစ်ပေးရမယ်အောက်ကပြောင်းလဲထားသောအတန်တို့အပုံလို့ဆိုတာသူများရဲ့ဗီဒီယိုကိုယူသုံးထားလားမိတ်ဆွေတို့ကအကယ်၍ယူသုံးထားရဲဆိုဟုတ်ပါသည်ကိုနှိပ်ပေါ့ကျွန်တော်ကတော့ကိုယ်တိုင်လုပ်တဲ့ဗီဒီယိုဖြစ်တဲ့အတွက်မဟုတ်ပါဘူးနှိပ်လိုက်မယ်ပြီးရင်အလိုလျောက်ပြကန်းနေဆိုတာကတော့ YouTube ကနေပြီးတော့ play မစခင်မှာပေါ်တဲ့ဟာတွေကိုပြတာပေါ့နော်ဒါတွေကပြောသလောက်အရေးမကြီးဘူးအရေးကြီးဆုံးကတော့ဒီ tag ဆိုတဲ့ကအရင်ရေးကြီးတယ် tag ဆိုတာကကိုယ့်ဗီဒီယိုကို search bar မှာရှာတဲ့အခါမှာမြင်တွေ့နိုင်အောင်လို့ကျွန်တော်တို့ကထည့်ရမယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာမြန်မာလိုထည့်မယ်မြန်မာတွေဘယ်လိုရှာကြလဲဥပမာကိုဆိုရင်ရောဘာရှာလဲ TikTok account ဖောက်နီးเนาะစသဖြင့်ရေးလိုက်မယ်ရေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကော်မာလေးခံပေးလိုက်တာ test တစ်ခုထည့်လို့ရတယ်เนาะပြီးတော့လို့ရှိရင်ဂျပန် account ပေါ့ဂျပန် account ဖောက်နီးနော်ဂျပန်အကောင့်ပေါ့ဖောင်နီးပေါ့နော်ရေးလိုက်မယ်ပြီးတော့ပြီဆိုရင် make money ဒီဗီဒီယိုကဘာနဲ့ဆိုင်လဲဆိုတော့ make money online ငွေရှာနည်းပေါ့အဲ့လိုမျိုးထည့်လို့ရတယ်စုစုပေါင်းကိုစဉ်းစားမိသလောက်ဒါအခု10ခုလောက်ထိထည့်လို့ရတယ်ဒါဆိုရင်တော့ပိုကောင်းတယ်10ခုအထက်ထည့်လို့ရှိရင်တော့ကျွန်တော်တို့မသက်ဆိုင်တာတွေပါသွားရင် YouTube ကနေ reach ချတတ်တယ်နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပြီးသွားပြီဘာသာစကားမှာအဲ့လောက်ရေးမကြည့်ဘူးနော်ဘာသာစကားမှာအဲ့လောက်ရေးမကြည့်ဘာမှကျွန်တော်တို့မရွေးဘူးရိုက်ကူးသည့်ရက်လည်းကျွန်တော်တို့မရွေးဘူးเนาะအောက်ကဟာလေးကနည်းနည်းတော့ရေးကြည့်တယ် YouTube license နဲ့ဖြန့်ချီရေးဆိုတာကဒီမှာ YouTube ပုံမှန် license เนาะ common ဒီမှာကပုံမှန် license ဆိုတာကျွန်တော်တို့ license ယူထားတယ်ကျွန်တော်တို့ဒီဗီဒီယိုကိုသူများကြီးလည်းယူသုံးလို့ရတယ်သူများကြီးလည်း YouTube မှာတင်လို့ရတယ်ဟဲ့ဆိုရင်เนาะ creative commons ကိုကျွန်တော်တို့နှိပ်ရမယ်เนาะကျွန်တော်ကတော့ပုံမှန် license ယူထားတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုသူများယူသုံးတာမကြရင်အောက်က censorship ခြင်းခွင့်မပြုဆိုတာလေးကိုနှိပ်လိုက်မယ်
နော်အင်္ဂလိပ်လိုပြောရတဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုမှာကကျွန်တော်တို့မြန်မာလိုလေးကျွန်တော်ရှင်းပြတာပို့လွယ်မယ်ထင်လို့ကျွန်တော်မြန်မာလိုလေးပြောပြပေးလိုက်ပါရနော်ဟုတ်ပြီဒီမှာဆိုလို့ရှိရင်မှတ်ချက်နဲ့အဆင့်သက်မှတ်ချက်များမှတ်ချက်ဆိုတာ comment တွေကိုပြောတာ comment တွေဖွင့်ရင်ဒီမှာဖွင့်လို့ရတယ်ပိတ်ချင်တယ်ပိတ်လို့ရတယ်ပေါ့နော်ဒါတွေကတော့ဘာမှကျွန်တော်တို့ရွေးစရာမလိုဘူးပေါ့နော်ဟုတ်ပြီပြီးသွားပြီဆိုကျွန်တော်တို့ရှေ့ကိုသွားလိုက်မယ်ကျွန်တော်တို့ဗီဒီယိုကငွေရှာမှာလားငွေရှာမှာဆိုလို့ရှိရင်တော့ဟုတ်ပြီကျွန်တော်တို့ငွေရှာရင်ဖွင့်ရန်ကိုနှိပ်မယ်ဒီနေရာမှာ monetization မအောင်သေးတဲ့လူတွေကဒီအဆင့်တွေမပါသေးဘူးเนาะငွေရှာတွေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရှေ့ကိုနှိပ်မယ်ရှေ့မှာဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒါတွေကဘာကိုရှင်းပြထားသေးလဲဆိုတော့ကျွန်တော်တို့ရဲ့ content တွေကเนาะ save ဆိုထားတဲ့အရာတွေပါမလားဒါမှမဟုတ် 80 plus တွေပါလားအကြမ်းဖက်မှုတွေပါလားထိတ်လန့်အကြောင်းအရာတွေပါလားเนาะဒါမျိုးတွေမပါဘူးပေါ့ကျွန်တော်တို့ရဲ့ content ကရှင်းတယ်ကျွန်တော်တို့ကအထက်ပါအောင်တစ်ခုမှမဟုတ်ပါဆိုဒီဟာကိုနှိပ်လိုက်မယ်ပြီးတော့ကျွန်တော်တို့ရဲ့အဆင့်သက်မှတ်ချက်ကိုပို့လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ပြီးသင်းသလောက်ပြီးသွားပြီကျွန်တော်တို့ရှေ့ကိုရွှေ့လို့ရပြီဒီမှာကျွန်တော်တို့ရဲ့စာတန်းတွေထည့်ခြင်းစာတန်းတို့တွေထည့်လို့ရတယ်ကျွန်တော်တို့ကမြန်မာစကားပြောအင်္ဂလိပ်စာတန်းထိုးမယ်ဆိုလည်းကိုယ့်ဘာကိုယူထည့်လို့ရတယ်ပေါ့နော်ဒီမှာဆိုကုန်ထုတ်ကုန်များနဲ့တက်ထည့်ရန်ဆိုတာကျွန်တော်တို့ရဲ့ပစ္စည်းနဲ့ကိုက်ညီတဲ့ဟာရောင်းချခြင်းနဲ့ affiliate program နဲ့ရောင်းလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒါတွေတစ်ခုမှမလုပ်ဘူးကိုဗီဒီယိုကိုကြည့်ရလူကနည်းနည်းမျက်စိရှုပ်သွားမှာဆိုလို့ပေါ့နော်အဆုံးသက်မျက်နှာပြင်ကတော့ထည့်တာပိုကောင်းတယ်အဆုံးသက်မျက်နှာပြင်မှာကျွန်တော်တို့ဘာထည့်မလဲဘယ်ဗီဒီယိုကိုထည့်မလဲကျွန်တော်တို့ရဲ့ channel ကဗီဒီယိုတွေကိုဒီမှာထည့်မလားဗီဒီယိုတစ်ပုတ်ကိုထည့်မလားတချို့ဆိုကြုံမှုကြရလေသူများဗီဒီယိုတစ်ပုတ်ကြည့်ပြီးတာနဲ့နောက်ထပ်ဆက်ဗီဒီယိုလေးကြည့်ချင်ရင်ဒီနေရာတွေမှာဝင်ထည့်လို့ရတယ်နော်ဟုတ်ပြီအဲ့ဆိုကျွန်တော်ကတော့ဒီမှာမထည့်တော့ဘူးပြောင်းလဲမှုကိုဖယ်ပလိုက်မယ်ပြီးသွားပြီဆိုကျွန်တော်တို့ရှေ့သို့နှိပ်လိုက်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ YouTube ဗီဒီယိုကို upload လုပ်ဖို့အဆင့်တော်တော်များပြီးသွားပြီဒီမှာဆိုရင်လည်းကြည့်ပါနော်ဒါလေးဆိုရင်ဒါစစ်ဆေးပြီးပါပြီတဲ့ပြဿနာတစ်ခုမှမတွေ့ပါဆိုတာကျွန်တော်တို့ရဲ့ဗီဒီယိုကဒါပတ်စံရမယ်ဗီဒီယိုတစ်ခုဖြစ်သွားပြီပေါ့သူတို့တေချာစစ်ဆေးပြီးသွားပြီပေါ့နော်စစ်ဆေးပြီးသွားပြီဆိုဒီမှာကျွန်တော်တို့က upload လုပ်မယ်ဟေ့ဆိုရင်ကိုယ့်ကို subscribe လုပ်တဲ့လူတီးတန့်ကြည့်လဲကျွန်တော်တို့တင်လို့ရတယ်အဖွဲ့ဝင်တီးတန့်ဆိုရင်ကျွန်တော်ကိုယ့်ကို subscribe လုပ်တဲ့လူပဲကြည့်လို့ရမယ်ကျွန်တော်တို့ဗီဒီယိုက reach တွေ view တွေပတ်စံတွေများများရခြင်းအများကိုနှိပ်လိုက်မယ်နော်အများကိုနှိပ်တဲ့ခါမှာလဲကျွန်တော်တို့ကအချိန်ပေးပြီးနှိပ်လို့ရတယ်ဥပမာကိုယ်က schedule ထားလိုက်မယ်ဒီနေ့ရိုက်ပြီးသွားပြီမနက်ဖြန်9နာရီမှတင်မှာဆိုလို့ရှိရင်ဒီမှာအစီအစဉ်ပြုလို့ချင်းမနက်ဖြန် April ထားပါတော့29မှာကျွန်တော်တင်မယ်ဘယ်နှနာရီမှတင်မလဲဆိုတော့မနက်9နာရီမှတင်မယ်ပေါ့စသဖြင့်ပြောင်းလို့ရတယ်ဓာတ်ရိုက်တင်မှာဟေ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီအပေါ်ကအများဆိုတဲ့နေရာကိုပဲတစ်ခါလေးကလစ်လုပ်လိုက်ရုံပဲပေါ့နော်ကျွန်တော်တို့ဒါကတော့ကိုကြိုက်နေတဲ့ရာရွေးချယ်ပြီးတင်နိုင်ပါတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဟာကိုအများလို့ထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ချက်ချင်းထုတ်လွှင့်နိုင်လို့ရပါတယ်နော်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ YouTube ဗီဒီယိုတစ်ခုကဒါ reach တွေ view တွေများသင်းသလောက်များမဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်သွားပါတယ်ဝင်ငွေတွေလည်းများများရရှိမဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်သွားပြီလို့ယူဆလို့ရပါတယ်နော်အကယ်၍ YouTube ဗီဒီယိုတင်တဲ့အခါမှာ test တွေ shot တွေဒါထည့်ရတဲ့ပတ်သက်ပြီးမသိတာရှိလို့ရှိရင် AI မှာတွားရောက်မေးမြန်းလို့လည်းရပါတယ်ကျွန်တော်ရဲ့ comment မှာလည်းမေးလို့ရပါတယ်ဒီလိုဗီဒီယိုတွေတင်နေတဲ့ဟေ့ဆိုရင်ကျွန်တော်ရဲ့ Telegram channel မှာအသေးစိတ်တွေတွားရောက်လေ့လာလို့ရပါတယ် channel link ကိုလည်းအောက်မှာပေးထားပါတယ်ဒီဗီဒီယိုကနေအသိပညာဘူးတုဒ္ဒတွေရတယ်ဆိုရင် like နဲ့ subscribe ဆိုတဲ့ကလေးနှိပ်ပေးခဲ့ပါကျေးဇူးများကြီးတင်ပါတယ်ကျွန်တော် KT Sharing YouTube channel ကကောင်းမြတ်ပါ